လုံးပဲမင်္ဂလာပါကျွန်တော်မိတ်ဆွေတငယ်ချင်းများနော်မိတ်ဆွေတငယ်ချင်းတွေကိုတရင်ကောင်းလေးတစ်ခုပေါ့နော်ဒါတခွာစီနှုံးပေါ့နော်ဒါပြန်တက်လာပြီပေါ့နော်ပြန်တက်လာပြီဒါတစ်လုံးကိုပေါ့နော်ဒါတစ်လုံးကို100ပေါ့နော်100ကိုပေါက်စီ100တော့ပြန်တက်လာနေပြီပေါ့နော်ကျွန်တော်ကတခွာခူပြီပေါ့နော်ဒီနေ့ကကျွန်တော်တခွာခူပြီဒါဒီနေ့ကကျွန်တော်အလုံး900လောက်တော့ရမှာပေါ့နော်အခုလိုဒီလိုအလုံးမျိုးလေးဆိုလို့ရှိရင်တော့ဒါ100ပေါ့နော်100ကျွန်တော်တခွာကင်ကတော့အခုစီတက်လက်ဒီစီပြတ်တက်လာတဲ့အချိန်နဲ့ကတော့ပေါ့နော်ဒါတိတ်ခူလို့မရတော့ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တခွာကင်ပေါ့နော်ဒါရှည်မြောက်ခါတဲ့အခင်းမို့လို့ပေါ့နော်ရှည်မြောက်ခါတဲ့အခင်းတိတ်ခူမခံတော့ဘူးပေါ့နော်ဒါဒီမှာတခွာကဒီအရွက်အောက်အရွက်ဝါတွေလည်းရှိလို့ပေါ့နော်အောက်ရွက်ဝါတွေလည်းရှိလို့နော်တိတ်ခုမခံတော့ဘူးနော်ဒါနောက်ဆိုင်တစ်ခွာကြီးကတော့ဒါစီကောင်းကြမှာပေါ့နော်နောက်ဆိုင်တစ်ခွာကြီးတော့ကတော့ပေါ့နော်ဒါစီကောင်းရမယ်ဒါကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်ရဲ့အမြင်ကတော့ဒါတစ်လုံးကို200ပေါ့နော်တစ်လုံးကို200အထိဒါစီတလာဖို့တော့မြင်ပါတယ်နော်ဒါကကျွန်တော်ပါကေဒါကျွန်တော်တို့ data ကတော့ဗောနော်ဒါနောက်ဆိုင်တစ်ခွာကနဲတယ်ဗောနော်နောက်ဆိုင်တစ်ခွာကြီးနဲတယ်ဗောနော်ဒါရှည်မြောက်တဲ့အခင်းတွေကြတော့လေဒါပြန်ဆိုင်လို့မရသေးဘူးဗောနော်ပြန်ဆိုင်လို့မရသေးဘူးနောက်ဆိုင်တစ်ခွာနဲပါတယ်အခုလောလောဆယ်ပေါက်စီရတာဗောနော်ဒါတစ်လုံး100တစ်လုံး100နဲ့ကျွန်တော်ကတော့ဒီနေ့ခူပြီးတစ်လုံး100နဲ့ဒါအရင်ရက်ကတော့ဗောနော်ကျွန်တော်ကဒီတစ်လုံးကို60ဗောနော်ဒါ60နဲ့ပဲခုနေတာလူဒီနေမှာပေါ့နော်ဒါ100ပေါ့နော်ကျွန်တော်ဒီအခင်းရဆိုလို့ရှိရင်ပေါ့နော်ဒါအရင်တော့မရပါဘူးနော်အရင်တော့မရပါဘူးကျွန်တော်ကဒီမှာဒါကျွန်တော်ရဲ့ဘာတော့တိတ်မများဘူးเนาะဆက်ရတာဒါတစ်ခါဒါ6ထုတ်ပေါ့เนาะ6ထုတ်ဆိုင်တယ်เนาะဆိုင်တဲ့လူတွေကျတော့လည်းအများကြီးပေါ့เนาะအများကြီးဆက်တဲ့လူတွေလည်းရှိတယ်ဟိုကျွန်တော်မရှိငယ်ချင်းတွေကိုကျွန်တော်ကမျှဝေပေးခြင်းဖြစ်ပါတယ်ပေါ့เนาะဒါတစ်ခါစီလေးကတော့ပြတ်တက်လာပြီဒါတစ်လုံး100ဆိုတော့ဒါမဆိုးပဲပြောမှာပေါ့เนาะတစ်လုံး100ပေါ့เนาะကျွန်တော်ရောင်းတဲ့ကြိတ်တော့ဒါတစ်လုံး60ပေါ့เนาะစီတော်တော်လေးကိုထူကြပါတယ်သူကတော့တလုံး100စီပြတ်လာပါပြီဒါ200ဖြစ်ဖို့เนาะဒါ200လောက်ဖြစ်ဖို့တော့ကျွန်တော်ညွှန်မှန်းထားပါတယ်ဒါမှကျွန်တော်ကတော့ခူးလို့မရဘူးပေါ့เนาะအဲလောက်ထိတော့တစ်ခါကမခံတော့ပါဘူးဒီမှာအောက်လက်ရောက်သွားတယ်ရှိရပေါ့เนาะဒါရီဆိုလို့ရှိရင်ဒီအလုံးနဲ့ဆိုဒါရှင်းအောင်ရင်းနေပြီပေါ့เนาะဒါနဲ့တင်းနေပြီတော့နော်ဒီမှာအောက်လက်အကျော်ဝါးရှိတယ်တစ်ခါခုမခံဘူးရှည်မြုပ်တာပေါ့နော်တို့မမကတော့ဒါရှည်မြုပ်တဲ့အခင်းကြီးရှိတယ်ပေါ့နော်ရှည်မြုပ်တဲ့အခင်းကြီးရလည်းဒါလုံးနဲ့ပြန်ဆိုင်လို့မရဘူးပေါ့မရဘူးနောက်တော့ဆိုင်တဲ့တစ်ခါကခင်းကြီးကတော့နေပါတယ်တိတ်ဆိုင်တယ်လို့မရှိသေးဘူးပေါ့နော်နော်ဒါကအဖျားသည်မှဒါအတင်းလေးတွေရှိသေးတယ်ပေါ့နော်ဘာကဒီတခွားတွေကတော့ဒါရှည်မြုပ်လို့မရဘူးเนาะရှည်မြုပ်တာနဲ့တိတ်အခုမခံတော့ဘူးเนาะဒါလေးဆိုတာတစ်လုံး100ပဲเนาะခုလိုစီရတော့တခွားစီလေးတစ်လောက်ကိုရှိပါတယ်ပေါ့เนาะတစ်လုံး100ပဲပေါ့ဒါပါကျွန်တော်မိတ်ဆွေငယ်ချင်းတွေကိုကျွန်တော်ကနော်ဒီခွာစီလေးပတ်သက်ပြီးတော့မျှဝေပေးရှိဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်